မြတ်စွာဘုရားရဲ့အဆုံးအမဆိုတာယုံကြည်ခြင်းတရားတရားမျှတာမကစဉ်းစားဆင်ခြင်ခြင်းသိမြင်ခြင်းလို့ဆိုရဲပညာတရားအရေးကြီးတယ်အဆုံးအမတရားကိုအသိပညာဖြင့်ဆင်ခြင်စဉ်းစားပြီးရှောင်ခြင်းနဲ့ဆောင်ခြင်းဆိုရဲလုပ်ငန်းနှစ်ခုလုပ်ကြ냐အဲ့တော့ဘုရားကိုကိုးကွယ်တယ်ဆိုတာနတ်ကိုးကွယ်တာနဲ့မတူဘူးနတ်ကိုးကွယ်တာကတကုရှင်နတ်တို့ရဲ့ကျင့်နှံ့မှုကိုရယူခြင်းလို့လူတွေဟာပူဇော်ကြတယ်ဘာသာကြတနည်းအားဖြင့်တကုရှင်နတ်ကကိုယ့်ကိုကောင်းကျိုးချမ်းသာတွေပေးလိမ့်နုံနုံမျှော်ကိုးပြီးတော့ပူဇော်ကြတယ်ကိုးကွယ်ကြတယ်ဘုရားကိုကိုးကွယ်တယ်ဆိုတာအဲ့ဒါနဲ့မတူဘူးဘုရားကိုကိုးကွယ်တယ်ဆိုတာအသိဉာဏ်ရဖို့ကိုးကွယ်တယ်အသိဉာဏ်ရပြီးတဲ့အခါကိုယ့်အားကိုယ်လှုပ်ကြတယ်တကယ်တော့ဘယ်သူကမှကိုယ်ကောင်းစားအောင်လာလုပ်ပေးနိုင်ဆိုတာမရှိဘူးငွေကြေးတနာတော့ပေးခြင်းပေးနိုင်မယ်ပစ္စည်းဥစ္စာပေးခြင်းပေးနိုင်မယ်အသိဉာဏ်နဲ့ကုသိုလ်ကောင်းမှုလို့ဆိုတာကြတော့ပေးလို့မရကိုယ်တိုင်လုံးမကြီးပွားတိုးတက်တာဖြစ်တယ်အဲ့တော့အရေးကြီးဆုံးကဘာလို့ဆိုရင်အသိဉာဏ်ဟာအရေးကြီးဆုံးပဲမြတ်စွာဘုရားရဲ့အဆုံးအမတရားတွေအသိဉာဏ်ကိုဖော်ဆောင်ပေးတာဖြစ်သောကြောင့်အဲ့ဒီအဆုံးအမတရားတွေကိုများများနာယူမှတ်သားပြီးကိုယ်ပါလုပ်ရမယ်ဆိုတာကိုယ်ပိုင်ဆုံးဖြတ်ပြီးတော့လုပ်ကြအဲ့ဒါလို့ဆုံးအဲ့တော့ဘုရားကိုကိုးကွယ်တယ်ဆိုတာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်ခြင်းတရားတရားနဲ့ကိုးကွယ်တာဖြစ်လို့မြတ်စွာဘုရားရဲ့အသိဉာဏ်ကိုလေးစားပြီးဒီလိုအသိဉာဏ်နဲ့ဟောကြားဆုံးမထားတဲ့အဆုံးအမတွေဟာအလွယ်အမှားမရှိဘူးလုပ်ရင်လုပ်တဲ့အတိုင်းဖြစ်တယ်ဆိုတာယုံကြည်ဖို့နဲ့ကိုယ်ကိုယ်တိုင်သိမြင်ဖို့အရေးကြီးတယ်မြတ်စွာဘုရားကဟောကြားတာပိဋကသုံးပုံကိုအနှစ်ချုပ်ပြီးတော့ပြောမယ်ဆိုရင်ဘာဟောလဲလို့ဆိုရင်ဘုရားရဲ့ဒေသနာတော်နှစ်ပုဒ်ပြောရမယ်ဆိုရင်မကောင်းမှုအကုသိုလ်တွေကရှောင်ကြဆိုတာဒေသနာတစ်ခုကုသိုလ်ကောင်းမှုတွေပြည့်စုံအောင်လုပ်ကြဆိုတာဒေသနာတစ်ခုပဲမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုကြည့်လိုက်မယ်ဆိုရင်ဒီနှစ်ခုဟာအဓိကဒီနှစ်ခုဟာအဓိကမင်္ဂလာတုတ်ကိုဟောတယ်ဆိုတဲ့နေရာမှာလဲအသေဝနာသဘာလနာပဏိတနိသသေဝနာအသိပညာမရှိတဲ့ပုဂ္ဂိုလ်တွေရဲ့အကြံဉာဏ်တွေယူပြီးတော့သူတို့ကိုဆရာတင်ပြီးခေါင်းဆောင်ထားပြီးမလုပ်ကြနဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေဘာလားဆိုတာအသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေအရာတင်ပြီးသူတို့စကားလိုက်နာမယ်ဆိုရင်လွယ်လွယ်မှားမှားတွေကုန်ဖြစ်တယ်ဒါကြောင့်မို့ပညာရှိတဲ့ပုဂ္ဂိုလ်ကသာစိကကိုယ်ွယ်သူတို့အကြံဉာဏ်ယူပြီးတော့လှုပ်ဆောင်ကြဆိုတဲ့အဓိပ္ပာယ်ကိုဆိုလိုတာဒါမှမဟုတ်မြတ်စွာဘုရားဟာဆုံးမဩဝါဒပေးရင်ပထမရှောင်ရမှာကိုဟောတယ်နောက်ထပ်လုပ်ရမှာကိုဟောတယ်ဒီနှစ်ခုပဲမိဘတွေကကိုယ်သားသမီးကိုဆုံးမတာလဲဒီနှစ်ခုပဲမဟုတ်လားမင်းဘယ်သူနဲ့မပေါင်းနဲ့ဘယ်သူနဲ့ပေါင်းဒါမလုံးနဲ့ဟိုဟာလုံးဒါပဲပြောတာပဲအနှစ်ချုပ်လိုက်ရင်ဒါပဲရှိတယ်လောကကြီးတစ်ခုလုံးမှာမလုံးရမှာနဲ့လုံးရမှာဒီနှစ်ခုပဲရှိတယ်အဲ့ဒါကိုပဲမြတ်စွာဘုရားကဟောတာဖြစ်တယ်အဲ့ဒါကိုကိုယ်အသိဉာဏ်နဲ့စဉ်းစားပြီးတော့ရှောင်ရမှာကိုရှောင်ဖို့နဲ့လှုပ်ဆောင်ရမှာကိုလှုပ်ဆောင်ဖို့ဟာအဓိကအဲ့ဒါမှကောင်းကျိုးချမ်းသာတွေကိုရနိုင်တယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတော်တွေကိုသိပြီးစိကကိုးကွယ်တဲ့ပုဂ္ဂိုလ်တိုင်းဟာမြတ်စွာဘုရားကဘာတွေကိုရှောင်ခိုင်းတယ်လဲဘာတွေကိုလှုပ်ခိုင်းတယ်လဲဆိုတာသိဖို့အရေးကြီးမြတ်စွာဘုရားကမကောင်းမှုအကုသိုလ်တွေကရှောင်ညာကုသိုလ်ကောင်းမှုတွေမိမိတဏ္ဍာမှာပြည့်စုံအောင်လုပ်ကြလို့ဆိုရယ်ဒီစကားနှစ်ခုဒေသနာတော်2ရက်ဆိုတာရှိတယ်အဲ့ဒီဒေသနာတော်2ရက်ထဲမှာရှောင်ရမှာဆိုတာတွေကတော့အလုံးသိကြတဲ့အတိုင်းမကောင်းကျိုးကိုပေးတတ်တဲ့ဆင်းရဲဒုက္ခအကျိုးကိုပေးတတ်တဲ့အပြစ်ရှိတဲ့မကောင်းတဲ့အကုသိုလ်တရားတွေကရှောင်ကြရမှာဖြစ်တယ်ဒါမရှောင်လို့ရှိရင်လည်းကောင်းကျိုးချမ်းသာမရနိုင်ဘူးဆိုပါစို့ယောဂဝေဒနာဆွဲကပ်နေတဲ့လူတယောက်စီကြိုယောဂရှိတယ်ဆိုအချိုးရှောင်ဆိုတာလောက်ရတာပဲ
သွေးတို့ယောဂရှိရင်လည်းအငန်းရှောင်ဆိုတာလောက်ရတာပဲရှောင်ရမှာဆိုတာရှိကိုရှိအဲ့ဒါလို့ရှောင်ရမှာကိုရှောင်ဖို့ဒါနံပါတ်1အရေးကြီးရှောင်ရုံနဲ့ပြီးလာလို့ဆိုမပြီးသေးဘူးလောက်ရမယ့်ဟာကိုလောက်အောင်အဲ့ဒါကြောင့်ရှောင်ရမယ့်ဟာကိုရှောင်ထားပြီးလောက်ရမယ့်ဟာတွေကိုလုံးမကောင်းကျိုးချမ်းသာဆိုတာရနိုင်တယ်ကောင်းပြီမြတ်စွာဘုရားကလောက်ရမှာဆိုတာကိုဘာပြောတော့လို့ဆိုကုသိုလ်ကောင်းမှုတွေကိုလောက်ကြလို့ဒီလိုဆိုအခုလိုလူဘဝရလာပြီးတိတတ်တဲ့ခံယူနိုင်တဲ့အသိဉာဏ်ရှိတာအတိတ်ဘဝကကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့ကုသိုလ်ကပေးထားတဲ့ဒီဘဝခန္ဓာပဲဖြစ်တယ်အဲ့ဒီကုသိုလ်ကံကပေးထားတဲ့အနေထားတစ်ခုသူဂတိဘုံလို့ခေါ်တဲ့လူဘုံနတ်ဘုံဒီဘုံတွေကိုရောက်ရှိပြီးတော့လာကြတယ်အဲ့တော့ဒီသူဂတိဘုံလို့ခေါ်တဲ့လူပြေနတ်ပြေဟာဘာကြောင့်ရောက်လာတာတုံးလို့အကြောင်းတရားကိုရှာလို့ရှိရင်လှူမှုတမ်းမှုဆိုတဲ့ဒါနကောင်းမှုကိုချင်းသီလကိုထိမ့်သိမ်းဆောက်ရှောက်မှုဆိုတဲ့သီလကောင်းမှုဒါနနဲ့သီလဒီနှစ်ခုကြောင့်လူဘဝရလာနော်ဒါနရဲ့သီလရဲ့ဘာဝနာရဲ့တို့သုံးမျိုးရှိတဲ့ထင်မယ်ဒါနကုသိုလ်ကြောင့်သီလကုသိုလ်ကြောင့်ဒါနကုသိုလ်ကိုအတိုင်းအတာတစ်ခုနဲ့လုပ်တယ်သီလကုသိုလ်ကိုအတိုင်းအတာတစ်ခုနဲ့လုပ်ရင်လူဘဝရောက်တယ်တာမန်လူတူဖြစ်တယ်ဒါနကုသိုလ်ကိုဆွဲဆွဲမြဲမြဲလုပ်တယ်သီလကုသိုလ်ကိုဆွဲဆွဲမြဲမြဲလုပ်တယ်ဆိုရင်လူမှအထက်တန်းကြတဲ့လူဖြစ်တယ်နတ်ပြည်ကိုရောက်နိုင်တယ်လို့ဒီလိုဆိုတယ်ဘာဝနာကုသိုလ်လုပ်တဲ့အခါကျတော့မှဗြဟ္မပြည်ကိုရောက်တယ်သမထဘာဝနာလုပ်ကိုလုပ်မှဗြဟ္မပြည်ကိုရောက်တယ်ဘဝတန်တရားထဲမှာအခုလို့သူဒီဘုံလို့ခေါ်တဲ့လူဘုံနတ်ဘုံဗြဟ္မဘုံရောက်ဖို့ဆိုတာဒီကုသိုလ်တွေရဲ့စွမ်းအားနဲ့ရောက်ကြဒီကုသိုလ်တွေမပါပဲမရောက်ဘူးဒါဖြင့်ဒီကုသိုလ်တွေမရှိပဲနဲ့မြတ်စွာဘုရားကရှောင်ကြလို့ဆိုတာတွေမရှောင်လို့လုပ်နေတဲ့ပုဂ္ဂိုလ်တရားတွေကလောကမှာအများကြီးရှိတယ်အဲ့ဒီအများကြီးကဘယ်ရောက်ကုန်လို့ဆိုရင်အလွန်ကျွံလုပ်တဲ့ပုဂ္ဂိုလ်တွေကငရဲကြသူတို့တော့မလုပ်ဘူးသူတို့တဲ့နည်းနည်းရောပါတယ်ဆိုရင်တိရိစ္ဆာန်ဘဝရောက်တယ်အဲ့ဒီတဲ့နည်းနည်းရောပါတာကြပြိတ္တာဘုံရောက်တယ်လို့အပေဘုံကိုရောက်ကြတာအကုသိုလ်တွေကြောင့်30ဘုံကိုကတ်တက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်အပေ4ဘုံဟာအကုသိုလ်တွေရဲ့ကျိုးပေးရာဌာနပဲဖြစ်တယ်အပေ4ဘုံရောက်သွားတာဟာအကြောင်းမဲ့ရောက်တာမဟုတ်ဘူးလူတွေရဲ့စိတ်ထဲနှလုံးထဲမှာအကုသိုလ်တွေလွှမ်းမိုးထားတဲ့အခါအပေဘုံရောက်သူတို့ရဲ့အနေထားတစ်ခုကိုကြည့်ပေါ့ကြားသရဝါတကောင်ရဲ့အနေထားကိုကြည့်မယ်ဆိုရင်နော်သူဟာတတ်ဖို့ဖြတ်ဖို့စားဖို့တောက်ဖို့ဒီဟာပဲသူစိတ်ထဲမှာရှိတယ်ရဲဆက်ဆက်တတ်မယ်သူ့မှာအကျဉ်းတရားဆိုတာမရှိဘူးကရုဏာဆိုတာမရှိဘူးမေတ္တာဆိုတာမရှိဘူးဒီလိုဆိုလို့ရပေါ့အဲ့ဒါလိုပဲဘဝခရီးဖြတ်တန်းနေတဲ့အခါအကုသိုလ်တွေလွှမ်းမိုးနေတဲ့ပုဂ္ဂိုလ်တွေရဲ့ဒီစိတ်နှလုံးဟာလောဘတွေဒေါသတွေမောဟတွေလွှမ်းမိုးနေသည့်အတွက်ကြောင့်သူတို့ဖြစ်တဲ့ဘုံဘဝတွေကလည်းအပေဘုံမှာပဲသွားပြီးတော့ဖြစ်ကြလောဘတွေလွှမ်းမိုးထားတဲ့ပုဂ္ဂိုလ်တွေကြတော့စိတ်တာဘဝရောက်ပြီးငတ်ငတ်ပြက်ပြက်နေကြရတယ်ဒေါသတွေလွှမ်းမိုးထားတဲ့ပုဂ္ဂိုလ်တွေကြတော့ခုနအပင်ငရဲကြကြရတယ်မောဟတွေလွှမ်းမိုးထားတဲ့ပုဂ္ဂိုလ်တွေကြတော့တိရိစ္ဆာန်ဘဝရောက်သွားတယ်လို့ဒီလိုလဲဆိုထားတာရှိပေါ့နော်အဲ့တော့အကုသိုလ်တရားတွေရဲ့လွှမ်းမိုးမှုကြောင့်မိမိတို့မြင်နေကြရတဲ့တိရိစ္ဆာန်ဘဝရောက်ပြီးတော့နေကြအဲ့ဒီဘဝတွေဟာအကြောင်းမဲ့ရောက်တာမဟုတ်ဘူးအကုသိုလ်တွေကိုမရှောင်လို့သာရောက်တာဖြစ်တယ်အေးအဲ့ဒါလိုပဲတို့တွေလူဘဝရောက်နေတာလည်းပဲအကြောင်းမဲ့ရောက်တာမဟုတ်ဘူးဒါနကောင်းမှုတွေလုပ်တယ်ဒါနကောင်းမှုလုပ်နိုင်တယ်ဆိုတာလောဘရဲ့ဆန့်ကျင်မဲ့အလောဘဆိုတာရှိလို့လုပ်ဖြစ်တယ်လောဘဆိုတာသိမ့်ပိုက်ထားတယ်တွေ့တာထားတယ်ငါဟာလို့ဆွဲထားတယ်အလောဘဆိုတာစွန့်လွတ်နိုင်တဲ့အနေအထားတစ်ခုရှိနော်ငါဟာလို့တတ်မှတ်မထားပဲနဲ့စွန့်လွတ်နိုင်တယ်အဲ့ဒီအလောဘရဲ့စွမ်းအားကြောင့်ဒါနကုသိုလ်လုပ်ဖြစ်တယ်တခါအဒေါသဆိုတဲ့မုန်းတိမှုကင်းပြီးတော့စိတ်နှလုံးအများရဲ့အကျိုးကို
လိုလားတဲ့မေတ္တာစိတ်နှလုံးရှိဒါကြောင့်မို့လို့ဒါနကောင်းမှုလုံးနိုင်တယ်သီလလည်းစောင့်တည်နိုင်တယ်အမှန်တရားကိုသိခြင်းကြောင့်မောဟနေပါခြင်းကြောင့်ဘာဝနာကုသိုလ်လုံးတယ်ဒါကြောင့်မို့စာပေကျမ်းဂန်မှာဘယ်လိုဆိုတော့ဆိုရင်အလောဘောဒါနဟေတုလေအလောဘဆိုတဲ့တွေ့တာမှုသိမ့်ပိုက်မှုမရှိတဲ့သဘာဝတရားဟာပေးမှုကမ်းမှုဆိုတဲ့ဒါနလုပ်ဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တယ်လို့ဆိုလို့အာဒေါသောသီလဟေတုမုံတိမှုကင်းခြင်းဆိုတဲ့မေတ္တာတရားဟာသီလစောင့်တည်ခြင်းရဲ့အကြောင်းတစ်ခုဖြစ်လာတယ်နော်အာဒေါသောသီလဟေတုအမောဟဘာဝနာဟေတုအမောဟဆိုတဲ့တရားဟာအသိပညာတွေတတိတွေတမာတိတွေပညာတွေတိုးပွားလာအောင်ကြိုးစားအထောက်ရတဲ့ဘာဝနာလုပ်ငန်းကိုလုပ်ခြင်းရဲ့အကြောင်းတစ်ခုဖြစ်တယ်လို့အဲ့ဒီအလောဘအဒေါသအမောဟဆိုတဲ့ကုသိုလ်တရားတွေကိုယင်နေဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီတရားတွေရဲ့စွမ်းအားကြောင့်အလောဘဖြစ်လာပြီဆိုရင်လှမှုတမ်းမှုတွေလုပ်တယ်အဒေါသဖြစ်လာပြီဆိုရင်သီလဆောက်တည်တာတွေလုပ်လာတယ်အမောဟဖြစ်လာပြီဆိုရင်သမထကျင့်စဉ်ဝိပဿနာကျင့်စဉ်ဆိုဘာဝနာလုပ်တွေကိုလုပ်လာတယ်အဲ့ဒီလုပ်ငန်းတွေကြောင့်သူဂတိဘုံတွေဆိုတာဖြစ်ပေါ်လာတယ်အကြောင်းပဲဖြစ်တာမဟုတ်ဘူးလူဖြစ်လာတာအလောဘအဒေါသဒါနသီလကုသိုလ်ကြောင့်ဖြစ်တာဗြဟ္မာဖြစ်တာဘာဝနာကုသိုလ်ကြောင့်ဖြစ်တာလို့အဲ့ဒီလိုဖြစ်တဲ့အထဲမှာလည်းပဲဒီဒါနလုပ်တဲ့အတိုင်းတာသီလဆောက်တည်တဲ့အတိုင်းတာဘာဝနာကမ္မထံကျိုးပန်းအထုတ်တဲ့အတိုင်းတာတွေရှိသူ့အတိုင်းတာရလူတွေဟာအဆင့်မတူတာတွေတော့ရှိလာပြီပေါ့နော်အဲ့တော့အဓိကကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတဲ့အခါမှာထက်ထက်မြက်မြက်ဆန္ဒကြီးမားတဲ့ဆန္ဒရှိသည့်အားလျော်စွာကြိုးစားတဲ့ဝိရိယရှိသည့်အားလျော်စွာကြံ့ခိုင်တဲ့စိတ်ထားကြံ့ခိုင်ပြီးအသိပညာလွှမ်းမိုးချုပ်ကိုင်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်အဋ္ဌိပတ်၄ပါးသို့မဟုတ်အဓိပတိတက်ပြီးတော့လုပ်တဲ့ကုသိုလ်ကောင်းမှုတွေဟာပို့ပြီးတော့လွန်ကဲကောင်းကျိုးချမ်းသာကိုပေးစေနိုင်တယ်ပေါ့ကမ္မထာအထုတ်တာဒီပင်ပျော့ညံ့တဲ့ဆန္ဒဝိရိယစိတ်ဓာတ်ပညာတို့နဲ့လုံးလို့ရှိရင်အကျိုးပေးတဲ့အခါမှာပျော့ညံ့တယ်အလယ်လက်ဆန္ဒဝိရိယတွေနဲ့လုံးလို့ရှိရင်အလယ်လက်လောက်ပဲအကျိုးပေးတယ်အထက်တန်းကြပြင်းပြင်းထန်ထန်ဆန္ဒဝိရိယတွေနဲ့လုံးမယ်ဆိုရင်အကျိုးပေးတဲ့အခါမှာအထက်တန်းကြတယ်လို့ဒီလိုကွဲပြားခြားနားမှုလေးတွေရှိတယ်ပေါ့ဒါကြောင့်မို့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာထက်တန်တဲ့ဆန္ဒကြီးမားတဲ့လုံလဝိရိယကြံ့ခိုင်တဲ့စိတ်ဓာတ်ဆင်ញင်တုံတရားလို့ဆိုတဲ့ဝိမာန်သားတွေဥစည်းပြီးတော့လှုပ်ဖို့လိုအပ်တယ်တဲ့အဲ့ဒါလှုပ်လို့ရှိရင်ပို့ပြီးတော့အကျိုးရှိတယ်ပေါ့အဲ့တော့ကုသိုလ်ကောင်းမှုဆိုတာလှုပ်ရမယ်ကုသိုလ်ကောင်းမှုဟာဘယ်နည်းနဲ့ပဲဖြစ်ကိုယ်တဏ္ဍာမှာကုသိုလ်ဖြစ်အောင်ကြိုးစားဘာကြောင့်ကြိုးစားရတယ်လဲဆိုလို့ရှိရင်ကုသိုလ်ဟာချမ်းသာဒုက္ခကိုပေးနိုင်တာဖြစ်တယ်လောကလူတွေလိုချင်တာဘာလိုချင်တာတုံးဆိုရင်ချမ်းသာဒုက္ခလိုချင်တယ်ချမ်းသာမှုကိုလိုချင်တယ်အေးပြောကြလိမ့်မယ်ချမ်းသာဒုက္ခလိုချင်တာမဟုတ်ပါဘူးပိုက်ဆံလိုချင်တာပါလို့ပြောကောင်းပြောလိမ့်ပိုက်ဆံကဘာအတွက်တုံးလို့မေးလို့ရှိရင်ပိုက်ဆံရတော့သုံးရတယ်စားရတယ်လိုချင်တာတွေရတယ်ဆိုအဲ့ဒီလိုချင်တာရမှုဆိုတဲ့ချမ်းသာကိုပဲမျှော်လင့်တာပါတကယ်ကတော့အဲ့ဒါကြောင့်နောက်ဆုံးအနှစ်ချုပ်လိုက်တဲ့အခါမှာချမ်းသာဒုက္ခကိုလိုချင်ကြတာကြီးပဲအဲ့ဒီချမ်းသာဒုက္ခကိုဘယ်သူကပေးနိုင်တုံးလို့ဆိုကုသိုလ်ကံကမှပေးနိုင်တယ်အမေဖေကပေးတဲ့ချမ်းသာဒုက္ခအမေကပေးတဲ့ချမ်းသာဒုက္ခအဖေကပေးတဲ့ချမ်းသာဒုက္ခဘိုးဘွားဆွေမျိုးတွေကပေးတဲ့ချမ်းသာဒုက္ခဆိုအနည်းငယ်လေးလောက်ပဲရှိတယ်နော်ဘဝတစ်ခုတည်ဆောက်နိုင်လောက်အောင်အင်အားမရှိဘူးအမေဖေကပတ်စံပေးခြင်းပေးနိုင်မယ်ဆွေမျိုးသားချင်းတွေကငွေကြေးပေးခြင်းပေးနိုင်မယ်ချမ်းသာဒုက္ခဆိုတာမလုံနိုင်ဘူးဘဝတစ်ခုမှာဒီအောင်မြင်ချီးပွားဖို့ဆိုတာကုသိုလ်ကောင်းမှုရှိမှလုပ်လို့ရတယ်ပေါ့ဆိုပါတော့ကျမ်းမာတန်ဆွမ်းပြီးယောဂကင်းတဲ့ဘဝမျိုးဆိုတာအမေကပေးလို့မရဘူးအဖေကပေးလို့မရဘူးကုသိုလ်ကံကသာပေးတာဒါကြောင့်မလို့မိသားစုထဲမှာတချို့ကချမ်းသာတယ်တချို့ကမချမ်းသာဘူးတချို့ကချမ်းသာတယ်တချို့ကမချမ်းသာ
တချို့ကအသက်ရှည်တယ်တချို့ကအသက်တူဆူကြုံနေဖြင့်ကွဲသွားတာဘာကြောင့်လဲလို့ဆိုရင်သူတို့လုပ်ခဲ့တဲ့ကုသိုလ်ကံတွေကြောင့်ဖြစ်တာနော်ကုသိုလ်ကံတွေရဲ့အနေအထားတစ်ခုပေါ်မှာမူတည်ပြီးမတူညီမှုတွေဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကကမ္မံတတ္တိဝိပစ္စတိယတိတံဟိနနေတတယထက်တန်းကြတာအောက်တန်းကြတာဘယ်သူကအဆင့်ကိုသတ်မှတ်သွားတော့ဆိုရင်ကိုလုံးတဲ့ကုသိုလ်ကံတွေသတ်မှတ်မိသားစုတူဦးထဲမှာညီကိုမောင်နှမအရင်ခြာကြီးဖြစ်တော်လဲပဲအဲ့ဒီအဆင့်ဆိုတာကွာသွားတာအဲ့ဒီကွာတာကိုဘယ်သူကခွဲပေးတော့ဆိုကံတရားပဲကိုလုံးခက်တာတွေကြတော့မတူကြဘူးဒါကြောင့်မို့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာကံကံရဲ့အကျိုးကိုသိမြင်ခြင်းဆိုတဲ့အသိဉာဏ်ရှိဖို့လိုအပ်တယ်စိတ်အားထက်သန်မှုဆန္ဒပြင်းပြမှုဒေါနဝိရိယရှိမှုဆိုတာတွေလိုအပ်တယ်စိတ်ထက်တိမှတ်မှုဆိုတာတွေလိုအပ်တယ်အဲ့ဒါတွေနဲ့လုံးဝကုသိုလ်ကောင်းမှုဆိုတာပြည့်ပြည့်ဝဝရနိုင်တာမျိုးဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘာကုသိုလ်ပဲလုပ်ကုသိုလ်ဆိုတာသူခောပုံညတ္တဥစ္စယောလို့ဆိုတဲ့အတိုင်းကုသိုလ်ကောင်းမှုတွေကိုယ်တဏ္ဍမှာများပြားလာလို့ရှိရင်ချမ်းသာဒုက္ခရလာတယ်လူဘဝမှာကြည့်အခြေအနေကောင်းနေအစာကောင်းတောက်ဖွယ်ရာတွေကျမ်းမာစေတတ်တဲ့အစာအာဟာရတွေဆေးဝါးတွေဒါတွေမိဝဲသုံးဆောင်နေလို့ရှိရင်ကျမ်းမာရေးဟာကောင်းတဲ့ကောင်းလာတယ်လို့ပဲလူတွေမှာလည်းပဲကုသိုလ်ကောင်းမှုတွေများပြားလာလို့ရှိရင်ထိုကုသိုလ်ကံရဲ့အကျိုးတရားတွေဟာပေါ်လာမှာပဲဖြစ်တယ်ပေါ့သူခောပုံညတ္တဥစ္စယောပုံညတ္တကုသိုလ်ကောင်းမှုဥစ္စယောမိမိတဏ္ဍာမှာစုမိဆောင်းမိရှိခြင်းဟာဒုက္ခချမ်းသာဒုက္ခရခြင်းအကြောင်းစစ်ဖြစ်တယ်လို့ဒီလိုဆိုလောကလူတွေကတော့တစ်မျိုးတွေးတယ်ချမ်းသာဖို့ဆိုတာတို့ပိုက်ဆံများများရှိရမယ်လို့တွေးကောင်းတွေးလိုက်မယ်ပိုက်ဆံရှိတိုင်းချမ်းသာသလားဆိုတော့ပိုက်ဆံရှိတိုင်းဘယ်ချမ်းသာမှာတော့ပိုက်ဆံရှိလို့ချမ်းသာတယ်ဆိုတာအဋ္ဌိဒုက္ခငါမှရှိတယ်ဆိုတဲ့အတွေးနဲ့ချမ်းသာတခုကဘောဂဒုက္ခစားရတဲ့ချမ်းသာကြွေးကင်းတဲ့အနန္တယဒုက္ခဒီချမ်းသာမျိုးလေးတွေတော့ရှိမှာပေါ့အဲ့ဒီချမ်းသာဟာတကယ်တော့အစစ်မှန်ချမ်းသာမဟုတ်ဘူးတည်တံ့ခိုင်မြဲတဲ့ချမ်းသာမဟုတ်ဘူးပိုက်ဆံရှိလို့တောကရောက်တဲ့လူတွေအများကြီးပဲပိုက်ဆံရှိလို့ဒုက္ခရောက်တဲ့လူတွေလည်းအများကြီးကြည့်ငွေကြေးတနာများလာပြီဆိုတဲ့ပုဂ္ဂိုလ်တွေဟာကိုယ်စိတ်ထဲမှာတောကတွေဖြစ်လာရနော်ချမ်းသာလေးလေးဆိုရင်တောကများလေးလေးဒီလိုဖြစ်လာအဲ့ဒါကြောင့်မလို့ချမ်းသာဒုက္ခဆိုတာငွေကြေးတနာကအပြည့်အဝမပေးနိုင်ဘူးငွေကြေးတနာကိုအပြည့်အဝပေးနိုင်တဲ့ချမ်းသာဆိုတာမရှိဘူးအမတန်မှရှားပါတယ်အပြည့်အဝမပေးနိုင်တကယ်ချမ်းသာအစစ်တောကကင်းပြီးတော့ရနိုင်တဲ့ချမ်းသာဒုက္ခအစစ်ဆိုတာကုသိုလ်ကောင်းမှုကသာပေးနိုင်တာဖြစ်တယ်ပေါ့ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ဟာအနဝိဇ္ဇဒုက္ခလို့ဆိုတဲ့အပြစ်ကင်းတဲ့ချမ်းသာဟာတောကမပါတဲ့ချမ်းသာစိုးရိမ်စရာမရှိတဲ့ချမ်းသာဒီဘဝမှာသာချမ်းသာတာမဟုတ်ပဲနောက်ဘဝထီအောင်ဘဝဆက်တိုင်းချမ်းသာတဲ့ချမ်းသာအစစ်ကိုပေးနိုင်တာဖြစ်တယ်ဒါကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားသူခောပုံညတဥစ္စယောဘဝအဆင့်ကိုမြင့်တင်ပေးတတ်လို့ပုံညလို့ဆိုရတဲ့ကုသိုလ်ကောင်းမှုကိုမိမိတဏ္ဍာမှာရအောင်စီးပူအထုတ်ခြင်းဟာချမ်းသာဒုက္ခရခြင်းအကြောင်းဖြစ်တယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားကတိုက်တွန်းတယ်ပုံညံစေပုရိသောကရေတာလူဖြစ်လာလို့ရှိရင်ကုသိုလ်ကောင်းမှုလုပ်ပါနော်ချမ်းသာခြင်းဘာလို့ကုသိုလ်ကောင်းမှုလုပ်ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာဘယ်လိုဟာတွေကကုသိုလ်ကောင်းမှုတုံးလို့မေးလိုက်မယ်ဆိုရင်ပတ်စံမရှိလို့မလှူနိုင်ဘူးဆိုတဲ့လူတွေကငါတို့တော့ဒါနကောင်းမှုမလုပ်နိုင်ဘူးလို့ထင်ကောင်းထင်လိမ့်မယ်မဟုတ်ဘူးဆွန်လေးတစ်စုံလောင်းတာလဲဒါနကောင်းမှုပဲနော်ကိုစားတဲ့ထဲကတလုံးတစုခွဲခြားလှူတာလဲဒါနကောင်းမှုပဲဖះပန်းလေးတစ်ပွင့်တင်လိုက်မယ်စီမီလေးတစ်တိုင်းလှူမယ်ရေချမ်းလေးတစ်ခွက်ကပ်မယ်ဒါတွေကဒါနကောင်းမှုတွေပဲကိုစားတဲ့ထဲကတနေ့တစ်လုံးဆိုတာဘယ်သူပဲဖြစ်ဖြစ်ခွဲဝေပေးနိုင်တယ်ပေါ့အဲ့ဒါလို့ပေးကမ်းလှူဒန်းခြင်းဟာလည်းဒါနကောင်းမှုဆိုတာဖြစ်တယ်အဲ့တော့ဒါနဆိုတာမဖြစ်ဖြစ်အောင်ကြိုးစားအထောက်အပြောသီးလေးတစ်လုံးစားရင်ရော့တချမ်းဆိုပြီးသူများပေးတာဒါနပဲနော်ဘယ်သူကြွေးဒါနကောင်းမှုဖြစ်တယ်အဲ့ဒါလို့ပုံလေးတစ်ချက်စားလည်းပဲသူများကိုတစ်ဖက်ပေးတယ်ကော်ဖီလေးတစ်ခွက်တောက်ရင်လည်းပဲဟုတ်လားတဝက်ခွဲပေးတယ်ဒါတွေကဒါနကောင်းမှုတွေဒါကြောင့်လို့မဂ္ဂဒေဝလင်္ကာထဲမှာ
ရေအေးတစ်ခွက်စီတစ်ဆက်နဲ့လက်ဖက်တယိုးကြံတချိုးမြနော်ကြံတချိုးမြမျက်နှိုးချီပြူဒါနဟုသည်ကုသိုလ်ကောင်းမှုရရပြုလောအေးတို့တော့လှူစရာမရှိလို့မလှူရဘူးဆိုတဲ့လူမျိုးတွေမဖြစ်ရအောင်ရေအေးတစ်ခွက်စီတစ်ဆက်နဲ့လက်ဖက်တယိုးကြံတချိုးမြမျက်နှိုးကြည်ဖြူဒါနဟုသည်ကုသိုလ်ကောင်းမှုရရပြုလှုပ်ဖြစ်အောင်လုပ်ရမယ်လို့ဆိုဒါနကောင်းမှုရဲ့အကျိုးလွန်ဘဝမှာပြည့်ပြည့်စုံစေတဲ့အရာတစ်ခုသုတ်တန်တစ်ခုမှာဟောတယ်အနမေဝဘိနန္ဒန္တိဆိုတဲ့သုတ်တန်မြတ်စွာဘုရားဘယ်လိုဟောထားလဲဆိုလောကမှာစားစရာတောက်စရာအဝတ်အစားကောင်းပြီဆိုတဲ့အရာတွေဟာဒါနရှိတဲ့ပုဂ္ဂိုလ်စီစုပြုံရောက်သွားတယ်တဲ့ဒါနမရှိတဲ့ပုဂ္ဂိုလ်စီကတော့ရှားပါနေမှာပဲအမြဲတမ်းဒါလည်းတတိထားเสียကောင်းတယ်နော်တတိထားเสียကောင်းတယ်တချို့ကြတော့စားစရာတွေပြည့်ဝပြီးမကုံနိုင်တော့အောင်ပေါ်ပါတယ်ဆိုတဲ့နေရာမှာဒီမဲ့ပင်လယ်ထဲမှာမိုးရွာတယ်လို့ပဲရေရှိတဲ့နေရာမိုးရွာတယ်လို့ပဲဒါတွေကအကြောင်းမဲ့ဖြစ်တာမဟုတ်ဘူးအလားအဖြစ်တာမဟုတ်ဘူးဒါနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်စီမှာပစ္စည်းဥစ္စာတွေဆိုတာစုပြုံရောက်လာစမြဲပဲဓာတုဌာနရဲ့ကောင်းမှုအေးဒါနကောင်းမှုမရှိဘူးဆိုလို့ရှိရင်သူများပေါ်သလောက်သူ့မှာရှားနေတတ်တယ်ဒါနမရှိလို့ရှိရင်ဒီလိုဆိုလို့တယ်နောက်ဆုံးမှာဒါနမလုပ်ယုံညမကဒါနရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့မစ္စရိယသူများပေးတာကန္နာတောင်မှနှမျိုးဝန်တိုတယ်ဆိုတဲ့မစ္စရိယတရားလွှမ်းမိုးပြီးမလှူရအောင်မတားရအောင်တားမြစ်ပိတ်ပင်တတ်တဲ့ပုဂ္ဂိုလ်မျိုးဆိုလို့ရှိရင်ဒီတဲ့ဆိုးတဲ့အခြေအနေတစ်ခုရောက်သွားဒီတဲ့ဆိုးတဲ့အခြေအနေတစ်ခုသူ့လက်ရောက်ရင်စားပွဲတောက်ပွဲတွေပျောက်သွားတယ်သူ့နားရောက်ရင်ကောင်းလို့ရရတွေအကုန်ပျောက်သွားတယ်အဲ့ဒါလောက်ထိအောင်မကောင်းတဲ့အကုသိုလ်ကလည်းအကျိုးပေးတတ်တယ်ပေါ့ဒါကြောင့်မို့ဒီကုသိုလ်ကောင်းမှုဆိုတာလုပ်ရမယ်တဲ့မြတ်စွာဘုရားပုံညာစေပုရိသောခရီးတာကုသိုလ်ကောင်းမှုလုပ်ပါတဲ့ဒါဖြင့်လုပ်ပြီးဆိုရင်ရောအဲ့ဒီကုသိုလ်ကောင်းမှုလုပ်ပြီးဆိုရင်ခရီးတာနံပုဏ္ဏပုဏ္ဏချိန်ချိန်ထပ်ထပ်လုပ်ကုသိုလ်ကောင်းမှုလုပ်မယ်ဆိုရင်အချိန်ချိန်လုပ်တခါလေးနဲ့ဂျင်းတ်မနေနဲ့ဘာဖြစ်လို့အချိန်ချိန်လုပ်ခိုင်းတာတော့ဆိုရင်ကောင်းကျိုးချမ်းသာတွေရစေခြင်းလို့လူကလည်းကောင်းကျိုးချမ်းသာတွေရခြင်းဒါကြောင့်ကုသိုလ်လုပ်တယ်ဆိုအချိန်ချင်းထပ်ထပ်တော့ကောင်းတဲ့လုပ်ဆိုတာထပ်ထပ်လုပ်ဖို့လိုအပ်တယ်အဲ့ဒါကိုမြတ်စွာဘုရားပုံညာစေပုရိသောကိယအဲ့ဒီမှာရှေ့ပိုင်းစကားကမြတ်စွာဘုရားကတိုက်တွန်းတဲ့သဘောကုသိုလ်ကောင်းမှုကိုလုပ်ပါလုပ်ပြီးဆိုရင်လည်းအချိန်ချင်းထပ်ထပ်ပြီးတော့လုပ်ပါဒီလိုဆိုလို့ရတယ်နော်တစ်ချိန်တစ်ခါလည်းနဲ့မချင်တတ်ပါနဲ့လုပ်ပါကyiရဏံပုဏ္ဏပုဏ္ဏတမ္မိဆန္ဒံကyiရကုသိုလ်ကောင်းမှုလုပ်ဖို့စိတ်ဆန္ဒကိုအမြဲမွေးထားပါလို့ဟောဒီလိုဆိုလို့စိတ်ဆန္ဒအမြဲမွေးထားအဲ့ဒါဟာအရေးကြီးတဲ့အချက်တစ်ခုလူဘဝရလာပြီဆိုရင်ကုသိုလ်လုပ်ဖို့စိတ်ကိုအမြဲတမ်းညွတ်နေရအဲ့ဒါကိုအဘိဓမ္မာကျမ်းကိုဖွင့်ဆိုတဲ့အထတာလိနိထေကထာမှာဆိုရင်လူလောကမှာကုသိုလ်ဖြစ်ဖို့ဆိုတာအလွန်ခဲရင်းနေအလွန်ခဲရင်းနေအာယုန်ဒီကြည့်ပြီးတော့ကုသိုလ်ဖြစ်တယ်ဆိုတာဟာအမှန်တန်ကိုဒီကြီးမားတဲ့စွမ်းအားရှိတဲ့အကြောင်းတရားတွေရှိလို့ပဲအဲ့ဒီအကြောင်းတရားတွေထဲမှာဘာတွေကကုသိုလ်ဖြစ်စေတာတော့လို့ဆိုလို့ရှိရင်ကြည့်လေလောကမှာမျက်စိကမြင်တာဆိုရင်လေဒီကောင်းတာနဲ့ဆိုးတာနှစ်ခုမြင်ရတယ်နားကကြားတာလည်းကောင်းတာဆိုးတာနှစ်ခုကြားရတယ်နှာခေါင်းကအနံ့ကလည်းအကောင်းဆုံးနှစ်ခုရှိတယ်နော်လျှာကလည်းရတာလည်းအကောင်းဆုံးနှစ်ခုရှိတယ်ခန္ဓာကိုယ်ကထိတွေ့ရတာလည်းအကောင်းဆုံးနှစ်ခုရှိတယ်စိတ်ထဲကကြံစီတွေးတောတာလည်းအကောင်းဆုံးနှစ်ခုရှိအကောင်းဆိုတာနှစ်သက်မြတ်နိုးဖွယ်ရာကိုကြိုက်တဲ့အရာအဆိုးဆိုတာကိုမကြိုက်တဲ့အရာအဲ့တော့အကောင်းနဲ့တွေ့ရင်ဘာဖြစ်လဲလောဘဖြစ်တယ်အဆိုးနဲ့တွေ့ရင်ဘာဖြစ်လဲဒေါသဖြစ်တယ်ဟောနော်အာယုံကတာမန်အားဖြင့်ကြည့်မယ်ဆိုရင်အကောင်းတွေ့ရင်လိုချင်တယ်အဆိုးတွေ့ရင်မလိုချင်ဘူးဒေါသဖြစ်တယ်အဲ့ဒီလောဘဒေါသနှစ်ခုကိုရှောင်ပြီးတော့ကုသိုလ်ဖြစ်နိုင်တယ်ဆိုတာဒီတဲ့အာကောင်းတဲ့အကြောင်းတရားတွေရှိတယ်တဲ့အဲ့ဒီအကြောင်းတရားတွေကဘာတွေတော့ဆိုကိုယ်ကိုယ်တိုင်လေ့ကျင့်ယူအောင်အကြောင်းတရားတွေ
နံပါတ်1ကဘာလို့ဆို inclination ဆိုလိုတာကကိုယ်စိတ်လေးဟာနမိတကုသိုလ်ဘက်ကိုစိတ်ညွတ်ပေးထားစိတ်ညွတ်ကြွတင်ပြီးတော့စဉ်းစားကိုယ်စိတ်ကိုကုသိုလ်ဘက်ကိုညွတ်နေရညွတ်အောင်လှုပ်ထားမယ်လေ့ကျင့်ရအဲ့ဒီစိတ်ညွတ်ထားခြင်းအားတရားစွာမျက်စိကမြင်တာပဲဖြစ်စေနားကကြားတာပဲဖြစ်စေကုသိုလ်လုပ်ဖို့စိတ်ဖြစ်လာစိတ်ညွတ်နေလို့ရှိနော်စိတ်ညွတ်ရမယ်နောက်တစ်ခါနှလုံးသွင်းထားရမယ်ဘာတော့နှလုံးသွင်းတာကဒီဘာပဲတွေ့တွေ့ကုသိုလ်ဖြစ်အောင်စဉ်းစားမယ်ဆိုတဲ့နှလုံးသွင်းကုသိုလ်ဖြစ်စေရကိုယ်စိတ်ဟာကုသိုလ်ဖြစ်စေရမယ်လို့အဲ့ဒီလိုနှလုံးသွင်းထားရမယ်အဘုစိတနောက်တစ်ခါကျတော့ဘာလို့ဆိုသမုဒ္ဒါစာအလေးအကျင့်လေးတစ်ခုလုပ်တာဘာဖြစ်ဖြစ်ကုသိုလ်ဘက်ကိုလေ့ကျင့်မှုလေးတစ်ခုလုပ်တာဥပမာမနဲ့ဆိုရင်အိယာစောစောထားရင်ဘုရားရှိခိုးတယ်ဆိုအလေးကျင့်လေးတစ်ခုလုပ်တယ်အိယာကနိုးတာနဲ့နမောတတရွတ်တယ်ဆိုတဲ့အလေးကျင့်လေးတစ်ခုလုပ်တယ်အဲ့ဒါလို့အလေးအကျင့်စိတ်နှလုံးညွတ်ထားခြင်းဒီစိတ်ညွတ်ထားခြင်းလေ့ကျင့်ထားခြင်းစိတ်ကိုဒီညွတ်ကိုင်းထားခြင်းအလေးအကျင့်လှုပ်ထားခြင်းဆိုတဲ့ဒီသဘာဝတရားတွေဟာကုသိုလ်ကိုဖြစ်စေဖို့အတွက်အများကြီးထောက်ကူဖြစ်တယ်လို့ဒီလိုဆိုတာနော်အများကြီးထောက်ကူဖြစ်တယ်ကြည့်လေစဉ်းစားကြည့်ပန်းလှလှလေးတွေ့ရင်လူ2ယောက်1ယောက်ကဘာလုပ်မလဲဆိုရင်အမျိုးသမီးတွေဆိုရင်ပန်းနှစ်သက်တဲ့ပန်းကြိုက်တဲ့မျိုးသမီးတွေဆိုပန်းလှလှလေးမြင်ရင်ဘာလုပ်ခေါင်းမှာပန်းမဲဆိုစိတ်ကူးပေါ်တဲ့လူက1ယောက်သို့မဟုတ်အိမ်မှာစပွဲပေါ်မှာအလှထိုးထားမယ်လို့စိတ်ကူးပေါ်တဲ့လူက1ယောက်ဟောနောက်1ယောက်ကျတော့ပန်းလှလှလေးမြင်ရင်ဖះကိုလှူမယ်ဆိုစိတ်ကူးပေါ်တဲ့လူက1ယောက်မတူဘူး1ယောက်နဲ့1ယောက်စိတ်ကူးပေါ်တာကြမတူအဲ့ဒါဘာကြောင့်စိတ်ကူးချင်းကွဲနေတယ်လဲလို့ဆိုရင်စိတ်ညွတ်နေမှုဟာကွာခြားတယ်ပေါ့အလှပါကြိုက်ပြီးပန်းညင်တဲ့လူကကြတော့ပန်းမို့ပဲစိတ်ကူးတယ်အေးဖះကိုကြီးညိုလေးစားပြီးဖះပန်းတင်လေးရှိတဲ့ပုဂ္ဂိုလ်ကြပန်းလှတာမြင်တာနဲ့ဖះလှူဖို့ဆိုတာစိတ်ညွတ်သွားအဲ့ဒီလူဟာမျိုးကိုဆိုလိုတာနော်အဲ့လိုဟာမျိုးစားကောင်းတောက်ဖွယ်လေးစားတဲ့အခါမှာလဲထိုးတူပဲကြည့်ဩကိုကောင်းတာလေးစားလိုက်ရရင်ဟာဒါလေးလှူချင်လိုက်တာသူတို့လည်းကြိုက်ကြမှာပဲဆိုရယ်ဟောအတွေးဝင်တာတစ်မျိုးငါဝအောင်စားမယ်နောက်တစ်ခါလာစားအောင်မယ်နေတိုင်းဒါစားမယ်လို့တွေးတဲ့လူကလည်းတွေးမှာပဲအဲ့တော့ကိုယ်စိတ်လေးဟာကုသိုလ်သာဖြစ်စေရမယ်ဆိုတဲ့ဒီနှလုံးသွင်းဆုံးဖြတ်ထားချက်ပေါ့အဲ့ဒီနှလုံးသွင်းဆုံးဖြတ်ထားချက်လည်းရှိရမယ်ကုသိုလ်ဘက်ကိုစိတ်ညွတ်နေတာလည်းရှိရမယ်အလေးအကျင့်လုပ်ထားတာလည်းရှိရမယ်မှန်ကန်တဲ့နှလုံးသွင်းလည်းရှိရမယ်အဲ့ဒီလို၄မျိုးနဲ့တစ်ခုခုရှိမှကုသိုလ်ဆိုတာဖြစ်လာနိုင်တာဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကတံမိဆန္ဒံဂိရာထကုသိုလ်လုပ်ဖို့အတွက်စိတ်ဆန္ဒကိုမွေးထားပါအဲ့ဒီမွေးထားမှကုသိုလ်ဆိုတာဖြစ်တယ်လို့ဒီလိုဟောအဲ့ဒီဖြစ်ပေါ်လာတဲ့ကုသိုလ်တရားဟာတင်ညိတတတက္ကံဟောတိတင်စအာရာယခိစ္စတိကိုယ်စိတ်ထဲမှာဖြစ်တဲ့အရာဟာကိုယ်နဲ့သက်ဆိုင်ကိုယ်စားလိုက်တဲ့အစားအစာဟာကိုယ်နဲ့မတက်ရင်လည်းကိုယ်ပဲတဲ့လို့ရှိရင်လည်းကိုယ်ပဲအကျိုးပြုမှာပဲဖြစ်တယ်ထို့တူပဲကိုယ်စိတ်နှလုံးထဲမှာဖြစ်ပေါ်သွားတဲ့သဘာဝတရားတစ်ခုဟာကောင်းကျိုးချမ်းသာပေးရင်လည်းကိုယ်ပေးမှာပဲဆိုးကျိုးပေးရင်လည်းကိုယ်ပဲပေးမှာပဲဒါကြောင့်ဒါကိုဆွလို့တာတင်ညိတတတက္ကံဟောတိကိုယ်ဟာဖြစ်သွားနော်ကိုယ်တဏ္ဍာမှာဖြစ်လိုက်တဲ့သဘာဝတရားတစ်ခုဟာကိုယ်ဟာဖြစ်သွားကိုယ်ဟာဖြစ်သွားရင်ဘဝခရီးထွက်တဲ့အခါမှာတင်စအာရာယခိစ္စတိအဲ့ဒါကိုပဲယူသွားရမှာဖြစ်တယ်ဟောတင်စအာရာယခိစ္စတိပုံညာနိပရလောကသမိန်ပဋိဋ္ဌာဟောတိပါဏိအဲ့ဒီမှာကုသိုလ်ကောင်းမှုတွေများများလုပ်သွားမယ်ဆိုရင်တော့တမလွန်လောကခရီးမှာကိုယ့်အတွက်အားကိုးစရာဖြစ်မှာပါဒီဘဝမှာဆိုရင်အားကိုးဖို့ရအမေရှိတယ်အဖေရှိတယ်ဆွေတွေမျိုးတွေရှိတယ်ကိုရှာဝေစုဆောင်းထားတဲ့ပစ္စည်းတွေရှိတယ်အထိုက်အတဲ့လျောက်အားကိုးရတမလွန်ဘဝသွားပြီဆိုရင်ဒါတွေကအကုန်ထားခဲ့တာဒါတွေထားပြီးတယောက်တည်းသွားရမှာအားကိုးစရာမရှိဘူးအဲ့ဒီအားကိုးစရာဆိုတာကုသိုလ်ကောင်းမှုသာဖြစ်တယ်လို့မြတ်စွာဘုရားကဒီလိုဟောတာအဲ့ဒီကုသိုလ်မျိုးကိုတို့တွေဒီကနေ့လုပ်ရပြီနော်ကံထမင်္ဂလာဆင်ကျင်းပပြုလုပ်ပြီးတန်ဃာတော်ရှင်မြတ်တွေကိုဆွမ်းခဲဝဲဘောဇင်ချိုးချင်းရတာဖြေပြဆက်ကရတယ်
မဟာသူဘောတော်အကြောင်းတိုက်တန်ဃာတော်240ကျော်တော့အာယုံစွမ်းနေစွမ်းဆက်ကလှူထမ်းလိုက်ရတဲ့ကုသိုလ်ကောင်းမှုတို့လုံးလိုက်ရပြီ။မောက္ခကျုပ်ဆရာတော်ကြီးကဓမ္မပူဇာအလှူတော်ငွေဓမ္မပူဇာအဖြစ်3 သိန်းကျပ်တို့မှဖြစ်ပေါ်လာတော့စွမ်းသင်္ကန်းကျောင်းစစ်ပစ္စည်း၄ပါးကိုလှူဒန်းခြင်းဆိုတာလေဓမ္မပူဇာအနေနဲ့လှူလိုက်ရပြီအထုပင်တန်ဃာ18ပါးသင်္ဝင်တန်ဃာ18ပါးတို့အားလည်းသင်္ကန်းတွိဆုံတစုံစီထီးတလက်စီတပည့်ကြီးတစ်ထဲစီနဲ့နဝကာမဝတ္ထုငွေ2000ကျပ်စီတို့မှဖြစ်ပေါ်လာသောပစ္စည်း၄ပါးကိုတို့လှူလိုက်ရပြီမဟာသူဘောတော်ကျောင်းတိုက်တန်ဃာတော်240ကျော်တို့အားတပည့်တစ်ထဲစီလှူဒန်းရခြင်းဆိုတဲ့အလှူဒါနကိုလည်းတို့လုံးလိုက်ရပြီလို့တို့လုံးသမျှဟာတို့ရဲ့ကိုယ်ပိုင်မြတာဖြစ်ပြီဒါတွေဟာပုံညာနိပရလောကသမိပဋိဋ္ဌာဟောတိပါဏိနံလို့ဆိုတဲ့အတိုင်းဒီကုသိုလ်ကောင်းမှုတွေကဘဝတန်တရားခရီးမှာဒီကနေ့ကစပြီးတို့ပိုင်ဆိုင်တာဖြစ်လို့ဘဝတန်တရားခရီးမှာတို့ရဲ့အာကိုရာတွေဖြစ်မှာဖြစ်တယ်လို့ကိုယ်စီယုံကြည်အားထားပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားကိုလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း